ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ရွှေဖြိုးလေး YouTube channel ရိုင်းပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုအားပေးနေကြတဲ့မိဘပြည်သူညီကောင်တို့မှအားလုံးပဲမင်္ဂလာပါလို့ကျွန်တော်ဘက်ကဥစ္စာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုခုမှတွေ့လို့အားပေးသည်ဖြစ်စေအရင်ကအားပေးနေသည်ဖြစ်စေဗျကျွန်တော်ရဲ့ channel လေးကို subscribe မနေရသေး subscribe လေးနှိပ်ပေးကြပါလို့ကျွန်တော်ဘက်ကမြစ်တာရက်ခံပါတယ်ဗျကဲကိုပြောချင်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့မနေ့ပြန်ကျွန်တော်တို့2ရက်3လ2026နော်ကျွန်တော်မနေ့က2ရက်3လ2026ကျွန်တော်တို့တင်းလာနေအဖွင့်နေအတွက်ဖြစ်ပါတယ်ကျွန်တော်ကိုယ်မိုက်အားလုံးကိုကျွန်တော်တို့မနေ့ပြန်တင်းလာနေအဖွင့်နေအတွက်ကျွန်တော်တို့ခဏနဲ့ပတ်သက်ပြီးကျွန်တော်ဘာမှမပြောမိလေးမှာချစ်မိတ်ဆွေချစ်ပြပါရဲ့အားလုံးတို့ကိုပြောချင်တာကကိုဖြိုးရဲ့မူရင်း channel ကကျွန်တော်တို့ကိုဖြိုးအရင် live လွှင့်ပေးနေတဲ့အကောင့်လေးကကျွန်တော်တို့ live လွှင့်လို့ရပါပြီကျွန်တော် view file လေးပြန်တင်ပြီးလို့ရပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အရင် channel မှာကိုကျွန်တော်နောက်ထပ်ဖွင့်ထားတဲ့ channel မှာကျွန်တော် channel အကုန်လုံးမှာကျွန်တော်ရဲ့ live view file လေးတွေကိုအမြဲတမ်းတင်ပေးသွားမှာဖြစ်ပါတယ်ကိုဖြိုး like ကဘယ်ချိန်ရှိမှာလဲဆိုရင်တော့ကျွန်တော်တို့ like ကတော့ကျွန်တော်တို့မနှက်ဖြတ်နှိပ်လေပေါ့နော်နှိပ်တယ်ကျွန်တော်တို့1နာရီခွဲ2နာရီပေါ့ဒါမှမဟုတ်ကျွန်တော်စောရင်လည်းစောမယ်နောက်ကြရင်နောက်ကြမယ်ကျွန်တော် like ရှိပါတယ်အပိချင်တယ်ဆိုတဲ့ချစ်မိတ်ဆွေများအားလုံးက like ရောက်အပိလို့ရပါတယ်ဗျlike ကမှာလွှင့်မှာတော့ကျွန်တော်တို့အရင်လွှင့်နေတဲ့အကောင့်မှာပဲကျွန်တော်ပြန်လည်ပြီးလွှင့်ပေးပါမယ်ကျွန်တော်တို့ကြံခဲ့အပတ်မှာဆိုရင်လည်းကိုဖြိုးချစ်မိတ်ဆွေများအားလုံးပဲကိုဖြိုးဘက်ကရင်ပြီးတော့ကျွန်တော်တို့အကောင့်ကကျွန်တော်ကြာသွားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အကောင့်ကလောကဘန်းသွားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကိုဖြိုးဘက်ကအခုဒီမိုက်အတွက်ကျွန်တော်ဘာမှလုပ်ပေးနိုင်ခဲ့ခြင်းမရှိခဲ့ဘူးကျွန်တော်ကနေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တေချာလေးကျွန်တော်လုပ်ပေးခဲ့နိုင်ခြင်းမရှိခဲ့တဲ့အတွက်ကြောင့်လည်းကျွန်တော်အခုဒီမိုက်အားလုံးတွေညွှန်တောင်းပန်ပါတယ်ကျွန်တော်ဒီဘက်မှာအခုဒီမိုက်အားလုံးတွေကိုဖြိုးအတက်နိုင်ဆုံးအကောင်းဆုံးလုံးဝကြိုးစားပေးထားပါတယ်ဗျ။ဘာကြောင့်ဒီလိုပြောနိုင်လဲဆိုရင်တော့ကျွန်တော်တို့အဖွင့်နေ့ကျွန်တော်တို့2ရက်3လ2026ကျွန်တော်တင်းလာနေ့အဖွင့်နေ့1ရက်စာတဲ့အတွက်ပဲကိုဖြိုးစာလို့ထုတ်ပေးထားပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အခုလာမယ့်ဘက်မှာကျွန်တော်အင်္ဂါနေ့ကဖောင်းရရှိတယ်ခင်ဗျ။နော်အင်္ဂါနေ့ဖောင်းရရှိတာဖြစ်တဲ့အတွက်ကြောင့်မနေ့ကတင်းလာနေ့အတွက်ပဲကိုရီးယားဆော့အောင်မှာဒါကြောင့်မို့လို့လေကိုဖြိုးရဲ့ချစ်မိတ်ဆွေများအားလုံးတွေတင်းလာနေ့1ရက်စာပဲနော်တင်းလာနေတရက်စာပဲကိုဖြိုးဇာတို့ထုတ်ပေးထားပါတယ်ကိုဖြိုးအခုပို့ပေးထားတဲ့ဇာတို့ပတ်တိကလည်းကျွန်တော်တို့တင်းလာနေတရက်စာပဲဆော့မှာနော်တင်းလာနေတရက်ကိုကျွန်တော်တို့မနေ့မထွက်ရင်ညက်နေထိလိုက်ဆော့လို့ရတယ်နော်မနေ့မထွက်ရင်ညက်နေဆော့ရမယ်တရက်စာပဲကိုဖြိုးယုံကြည်တဲ့ဆိုရဲကိုမိုက်အားလုံးကကျွန်တော်တို့အဖွင့်နေ့မှာတတိချာလေးဆော့စီကြမှာရဗျဟုတ်ပြီကိုဖြိုးချမစများအားလုံးပဲကျွန်တော်တို့နေလိုက်သမားတွေအတွက်ပေါ့ကျွန်တော်တို့နေလိုက်သမားတွေအတွက်ကမနေ့ဖြတ်မှာကျွန်တော်တို့2ရက်3လ2026တင်းလာနေ့ကျွန်တော်မနက်ပိုင်းအတွက်ပဲဝမ်ငိမ့်အနေနဲ့ကကျွန်တော်9-3ညဝမ်ငိမ့်ဖြစ်ပါတယ်ကျွန်တော်9နဲ့ပတ်သက်ရင်လည်း main ရောကွက်ကျွန်တော်4ကွက်ထုတ်ပေးမယ်ကျွန်တော်3ညနဲ့ပတ်သက်ရင်လည်း main ရောကွက်4ကွက်ထုတ်ပေးမယ်နောက်ကျွန်တော် main ရောကွက်10ကွက်အပိပေါက်လေးပဲဖြစ်ပါတယ်ကျွန်တော်9-3ညဝမ်ငိမ့်ဆိုတာကိုမိုက်အားလုံးတို့သိအောင်မတင်ပေးတာဖြစ်ပါတယ်ကျွန်တော်ခရက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုဖြိုးရဲ့ပတ်တိရေဆော့ရမှာလားကျွန်တော်ဒီ3-9ဝမ်ငိမ့်ဆော့ရမှာလားဆိုရင်တော့မဟုတ်ပါဘူးကျွန်တော်တို့main of work 10ကွက်အပိပေါက်ကိုပဲ like ဆော်လို့ရပါတယ်ဗျဟုတ်ပြီကိုပြောချင်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့မနေ့ပြန်2ရက်3လ2026တတင်းလာနေ့မနက်ပိုင်းအတွက်ပဲ9-3ညဝမ်းချင်းဖြစ်ပါတယ်9နဲ့ပတ်သက်လာရင်ကိုပြောချင်မိတ်ဆွေများအားလုံးပဲ9-1-9-3-9-9ဖြစ်ပါတယ်ဗျ9နဲ့ပတ်သက်ရင်9-1-9-3ကျွန်တော်တို့9-9-9ဖြစ်ပါတယ်ကျွန်တော်တို့3ညနဲ့ပတ်သက်လာရင်3ည2 3ည4 3ည6 3ည8ဆိုပြီးကျွန်တော်တို့ main ရောကွက်ကျွန်တော်တို့10ကွက်အပြီးပေါက်ထုတ်ပေးထားပါတယ်ဒီ main ရောကွက်10ကွက်တည်းရမှာကျွန်တော်တို့9နဲ့ပတ်သက်လာတဲ့ကျွန်တော်တို့တကွက်ကောင်းတွေကျွန်တော်တို့3ညနဲ့ပတ်သက်တဲ့တကွက်ကောင်းတွေကျွန်တော်ဒီ live ထဲမှာတစ်ခါလေးပြပြပေးသွားမှာဖြစ်ပါတယ်ဗျဟုတ်ပြီခင်ဗျာချစ်မစင်များအားလုံးပဲကျွန်တော်တို့မနက်ဖြန်2ရက်3လ2026ကျွန်တော်တို့တင်းလာနေ့အဖွင့်နေ့မနက်ပိုင်းအတွက်ပဲဝမ်ငိမ့်နေရဲ့ကကျွန်တော်တို့9-3ညဝမ်ငိမ့်ဖြစ်ပါတယ်ကျွန်တော်တို့9နဲ့ပတ်သက်လာရင်ကျွန်တော်တို့9-1-9-3-9-9ပါကျွန်တော်တို့တကွက်ကောင်းနေနဲ့ကျွန်တော်ကိုမိုက်အားလုံးပဲကျွန်တော်9-3တကွက်ကောင်းပါနော်9နဲ့ပတ်သက်လာရင်9-3တကွက်ကောင်းပါကျွန်တော်တို့3ညနဲ့ပတ်သက်လာရင်ကျွန်တော်တို့3ည2 3ည4 3ည6 3ည8ပါ3ည2 3ည4 3ည3ည2 3ည4 3ည6 3ည8ပါ3ညနဲ့ပတ်သက်လာရင်တကွက်ကောင်းနေနဲ့က3ည4တကွက်ကောင်းပါဗျเนาะတင်းလာနေမနက်ပိုင်းအတွက်ပဲကျွန်တော်မင်းရောကွက်10ကွက်ဒီ9နဲ့ပတ်သက်ရင်9-1-9-3-9-9ပါကျွန်တော်3ညနဲ့ပတ်သက်လာရင်3ည2 3ည4 3ည6 3ည8ပါ9နဲ့ပတ်သက်လာရင်ကျွန်တော်9-3တကွက်ကောင်း3ညနဲ့ပတ်သက်လာရင်3ည4တကွက်ကောင်းပါဗျမင်းရောကွက်ကျွန်တော်10ကွက်အပြီးပေါက်ဖြစ်ပါတယ်ကျွန်တော်တို့ကိုဖြိုးရှိမှာဇာတို့ပေါက်ပေးနဲ့လာယူထားတဲ့အကူတွေမိုက်အားလုံးကမနက်ဖြတ်မှာကိုဖြိုးပေးထားတဲ့ဇာတို့ပဲတသေးချာလေးဆော့ပါလုံးဝအကောင်းပါတယ်ကျွန်တော်2ရက်စာရေး3ရက်စာရေးလုံးဝမဟုတ်ပါဘူးကျွန်တော်မနက်ဖြတ်အဖွင့်နေ့
တရက်စာတဲ့အတွက်ဖြစ်ပါတယ်ဗျကိုရီမိုက်အားလုံးပဲဆက်ဆက်ရအစီအမီကြပါစေကျွန်တော်မနှက်ပြန်နှိမ့်လေကြမှာအခုရီမိုက်အားလုံးနဲ့ပြန်လည်ဆုံကြပါမယ်ဗျအားလုံးပဲပြပိုင်ပါနော်